တောင်းမမလေးတောင်းမမလေးတောင်းမတောင်းမမလေးတောင်းမမဟိုအကူလေးကိုလေဘာဆက်လေးမှလုံးဝမရှိပါဘူးတကယ်ပြောပါ နေစမ်းမအောင်နေကငါယောက်ျားနေရာမှာလက်မှတ်ထိုးအောင်ဒီအိမ်မှာနေရပါ ဘိုးရဲ့ဆွေဘိုးတိပါတယ်ဘိုးလည်းနားလဲပါတယ်ဟိုတကယ်တော့အကိုလေးကိုတကယ်ဘာစိတ်မှမရှိပဲနဲ့ဗစက်အဲ့လိုလွတ်ကနေပဲထွက်သွားမိတာပါတကယ်ပြောပါ အဲ့ဆိုနေကဘာဖြစ်လို့ဒရိုက်တာကြော်လို့ပြောရတာလဲ အော်အဲ့ဒါဒီလိုရှိတယ်မမလေးအဲ့ဒီကုမ္ပဏီကဟာမလေးသိလားစကားပြောမာရီကျော်ရနေပြောပြီးတော့ဘိုးလာချေနေလို့လေအဲ့နဲ့လေဟိုစိတ်ဆိုးပြီးဗစက်ကနေလို့ထင်ရလို့လွတ်ကနေထွက်သွားဟိုတကယ်တော့အကိုလေးကိုတကယ်စိတ် ပို့ပို့ငါယောက်ျားနဲ့ပတ်သက်လာရင်ငါဘာဖြစ်တက်လဲဆိုတော့နေသိတယ်နော် ဟုတ်တည်တယ် နောက်တစ်ခါအဲ့လိုဖြစ်လို့ကနေနဲ့ငါနဲ့မလွယ်ဘူးနော် ဟုတ်ကဲ့ ဟဲ့ငိုမနေနဲ့ မလေးဆူတာလို့ မငိုနဲ့လို့ပြောနေလေ မမိုးတော့ အားလုံးမတော့ပဲလူတွေအားလုံးမနေစေအချစ်ချောင်းယူပြီးအချစ်ချောင်းဆွေးရတယ်